ဒီနေ့ကခေတွင်းကိုကြောင်းလိုက်ပို့ရမှာမိဘကတနားရီလိုက်ပို့ရမှာအဲ့တော့မနေ့စောစောဆိုမှ9နာရီလောက်မှနိုးတာပါနိုးတော့ထမင်းဟင်းနေချက်တယ်ချက်ပြီးတော့သူ့ကိုလည်းလိုက်ပို့ရမှာဆိုတော့ကိုရေမိုးချိုးရတာပေါ့နော်ဟင်းချက်ပြီးတာရေမိုးချိုးအလှလေးကကလေးလေးလို့ပေါ့ကလေးလေးလိုလေးဟိုထားပါတယ်ဘာဟင်းနေချက်ထားလဲဆိုတော့ပြမယ်ထမင်းစားမယ်ပေါ့ထမင်းစားပြီးရင်ဒီဘက်တော့သွားကြမယ်အဲ့လိုမျိုးတနေ့တာအဲ့လိုမျိုးအာချီနဲ့ထမင်းချက်လိုက်နဲ့မိဘကတနေ့တာကုံဆုံးနေတာပေါ့ဒါမိဘတို့နေတဲ့ပွန်တိုပါကဲအဲ့ဆိုရင်ပြမယ်ဘာဟင်းနေချက်ထားလဲကြည့်မယ်ဝက်သားလေးကိုဂျင်းချက်တမျိုးမွေးလေးကြော်တယ်ပစုံကြောက်ကလေးနဲ့ငပိချက်ချက်တယ်ပဲပင်ပေါင်းနဲ့ကြက်ဦးနဲ့ကြော်ပါတယ်ဟေးတော့မပါတော့ဘူးပေါ့နော်ဒီလိုလေးစားပါမယ်သမီးများရင်ဒီတဲ့နည်းနည်းထည့်လိုက်အဖက်တင်နေတော့ပွေးနေရလက်အိတ်ကဲစားကြပါအောင်နော်ကိုယ်တိုင်ချက်ကိုယ်တိုင်စားတယ်ဒါမိကြတယ်မမပါအဝါထည့်ထားတယ်နန်းမင်းအုပ်ထားတယ်နန်းမင်းကြိုက်လို့မလို့ကျွမ်းနေလေးကိုတန်းရအောင်这个高呢？ဒီပါစီတိုဘူးလေးပါနည်းနည်းစားမယ်နောင်ကမ်းမစီတိုဘူးလေးအားကျွေးနေကြတိုင်းနည်းနည်းမရတော့မကြိုက်တဲ့ဆိုမစားနဲ့ပါပဲပဲမဟုတ်လေးနဲ့မှာသားကြော်လေးနဲ့စားပါအောင်ကဲပြီးခွန်လိုက်ကဲကြောင်းလိုက်ပြရမယ်ကိုကကားမမောင်းပါဘူးသူမောင်းတာပါကြောင်းသွားတာတော့သူသွားတာဖြစ်ပါတယ်